မြန်မာပြည်မှာကယ်ဆယ်ရေးလုပ်ရင်းနဲ့ဆုံးပါသွားခဲ့ရတဲ့တရုတ်ကယ်ဆယ်ရေးအောက်လေးနှကောင်မင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မြန်မာပြည်မှာလာရောက်ကယ်ဆယ်ရေးပြုလုပ်ရင်းနဲ့အပူဒဏ်ကြောင့်အသက်ဆုံးပါသွားရတဲ့တရုတ်ကယ်ဆယ်ရေးခွေးလေးနှကောင်အကြောင်းကိုဖော်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံမှာလက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ငလျင်ပေးကြီးမှာနိုင်ငံတကာအကူအညီတွေများစွာရရှိထားလျက်ရှိပြီးတော့နိုင်ငံတကာကလည်းအားရစရာကောင်းလာအောင်ကိုမှမြန်မာနိုင်ငံအတွက်ကူညီကယ်ဆယ်မှုတွေများစွာပြုလုပ်ပေးလျက်ရှိတာပဲဖြစ်ပါတယ်ဒီလိုမြန်မာနိုင်ငံတွင်နိုင်ငံတကာကရှာဖွေကယ်ဆယ်ရေးတွေလာရောက်ပြုလုပ်တဲ့နေရာမှာသူတို့တွေနဲ့အတူရှာဖွေကယ်ဆယ်ရေးခွေးလေးတွေဖြစ်တဲ့ကေနိုင်လို့ခေါ်တဲ့ကယ်ဆယ်ရေးခွေးလေးတွေပါခေါ်ဆောင်လာခဲ့တာပဲဖြစ်ပါတယ်။ကေနိုင်ခွေးလေးတွေဆိုတာကတော့တဘာဝဘေးကယ်ဆယ်ရေးတွေမှာသုံးနိုင်အောင်ငင်းစင်တွေကထူလေးကျင့်ပေးထားတဲ့ခွေးလေးတွေပဲဖြစ်ပါတယ်။တခင်ခိုင်းသမျှအမိန်ပေးသမျှတတွေမသိမ်းလိုက်နာတတ်အောင်လေ့ကျင့်သင်ကြားထားတဲ့ခွေးလေးတွေဖြစ်ပြီးအဆောက်အုံထဲမှာပြီးမိနေတဲ့လူရဲသွေးအတန်တူလေးကစအာယုံခံနိုင်အောင်အထူးလေးကျင့်ထားတာဖြစ်လို့စွမ်းဆောင်ရည်မြန်မာတဲ့ခွေးလေးတွေပဲဖြစ်ပါတယ်လူများစွာကိုချိန်တူတွင်းမှာရှာဖွေနိုင်ဖို့အထိအထူးလေးကျင့်ပေးထားတဲ့ခွေးလေးတွေဖြစ်ပြီးမြန်မာနိုင်ငံငလင်ဘေးမှာလည်းဒီကေနိုင်ခွေးလေးတွေအများအပြားဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ကြတာပါတရုတ်ကယ်ဆယ်ရေးဖွဲ့ရလေသူတို့ဖွဲ့နေတူကေနိုင်ခွေးလေးတွေပါခေါ်ဆောင်လာခဲ့ပြီးငလီဘေးတဲ့နေရာတွေမှာတာဝန်ထမ်းဆောင်စေခဲ့တာပါဒါပေမဲ့မြန်မာနိုင်ငံကရာသီဥတုအခြေအနေပူပြင်းလွန်းတဲ့အတွက်ကေနိုင်ခွေးလေးတွေဟာအပြည့်စည်းပုံတွေထဲမှာဝင်ရောက်ရှာဖွေရတဲ့အခါမှာအပူဒဏ်ကြောင့်အသက်သေဆုံးတဲ့အထိဖြစ်ခဲ့ကြတာပဲဖြစ်ပါတယ်။စကိုင်းဘီလာကိုတို့မှာတာဝန်ထမ်းဆောင်ခဲ့ပြီးလူတွေကိုရှာဖွေပေးနိုင်တဲ့ကေနိုင်ခွေးလေးနှကောင်ဟာအပူဒဏ်ကိုမခံနိုင်တော့ဘဲနဲ့စေကူတာပေးနေရင်သေဆုံးသွားခဲ့ရတာပဲဖြစ်ပါတယ်။အဲ့တွေကယ်ဆယ်ရေးသမားတွေကနောက်ထပ်ကယ်ဆယ်ရေးခွေးလေးတွေအသက်မဆုံးရှုံးရအောင်တက်နိုင်သမျှအေကွန်ကားကိုစတမ်းမိုင်ထားကခွေးလေးတွေကိုကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေစေကြတာပဲဖြစ်ပါတယ်။မြန်မာပြည်မှာတာဝန်ထမ်းဆောင်ရင်ဆုံးပါသွားရတဲ့ကယ်ဆယ်ရေးခွေးလေးတွေအတွက်မြန်မာပြည်သူတွေကလည်းများစွာစိတ်မကောင်းဖြစ်ခဲ့ကြရတာပါတာဝန်ထမ်းဆောင်မှုစွမ်းကုန်စူးစမ်းနေရှာတာတနာစရာဟီနိုလေးလေးပူပြင်းတဲ့ဒီလိုမျိုးနိုင်ငံမှာသူတို့ဘယ်နေနိုင်ပါမလဲဆုံးပါသွားတဲ့ကလေးတွေအတွက်စိတ်မကောင်းလိုက်တာတနာဖို့ကောင်းနေအေးထဲမှာမြဲနေလာတဲ့ကလေးတွေဘလောက်ထိပူလိုက်မလဲဆိုတာစဉ်းစားရင်တောင်မှစိတ်မကောင်းဖြစ်မိတယ်ရာသီဥတုကပူပြင်းတဲ့အတွက်ကလေးတွေရောကယ်ဆယ်ရေးသမားတွေရောအရန်ပင်ပန်းကြတာကိုတွေ့ပဲကိုတောင်မှသူတို့ကိုကြည့်ပြီးရောစိတ်မကောင်းစိတ်မချမ်းသာဘူးကယ်ဆယ်ရေးလုပ်ရင်ဆုံးပါသွားတဲ့ကလေးလေးတွေကိုမြန်မာပြည်ကဘွယ်လေးတွေပေးပြီးတော့အမတ်တရလေးတွေလုပ်ပေးတဲ့နေကလေးလေးတွေတာဝန်ကျေကြပြီးဆုံးပါသွားတဲ့ကလေးလေးတွေကောင်းရမွန်ရရောက်ကြပါစေမြန်မာနိုင်ငံကအမြဲမရနေမှာပါစသဖြင့်ကယ်ဆယ်ရေးခွေးလေးနှကောင်ဆုံးပါသွားမှုပေါ်မှာများစွာစိတ်မကောင်းဖြစ်လျက်ရှိနေကြတာပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာငလျင်ဘေးတွေရှာဖွေကယ်ဆယ်ရေးတွေလာရောက်ထမ်းဆောင်နေကြတဲ့နိုင်ငံတကာကယ်ဆယ်ရေးဖွဲ့တွေကကယ်ဆယ်ရေးတွေပြီးမြောက်ပြီးအမိနိုင်ငံကိုအသီးသီးပြန်လည်ထွက်ခွာနေကြပြီးပဲဖြစ်ပါတယ်ပြည်သက်ကြီးတို့လည်းမြန်မာနိုင်ငံမှာကယ်ဆယ်ရေးတာဝန်ထမ်းဆောင်ရင်ဆုံးပါသွားခဲ့တဲ့တရုတ်ကယ်ဆယ်ရေးခွေးလေးနှကောင်တွေစုတောင်းစကားလေးတွေပြောခဲ့ပေးပါအောင်ရှင်အားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ပြည်သက်တယောက်ချင်းစီတိုင်းလည်းကက်ကြီးသုံးပါးမှာကြွာလာနိုင်ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့စုတောင်းမြတ်တာစကားလေးလက်ဆောင်ပါရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်